1938 ခုနိုဝင်ဘာ3 ရက်နေ့ကြတော့ကိုပါဟင်းကိုဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတပ်မဲ့ကရဲ့ဥက္ကဋ္ဌအဖြစ်တင်မြှောက်ကြပါတယ်။သူဥက္ကဋ္ဌဖြစ်လာတဲ့1938 ခုနှစ်မှာပဲအမတန်နာမည်ကြီးတဲ့1300 ပြည့်အရေးတော်ပုံကြီးဖြစ်ပေါ်လာခဲ့ပါတယ်။အင်္ဂလိပ်နေကြသမားများရဲ့ POC ကုမ္ပဏီက6ရေနံမြေအလုပ်သမားပြည်သူတွေရဲ့လုပ်အားနဲ့နေ့စဉ်လူမှုဘဝတွေကိုဝေစုပ်ချဲလဲအမျက်ထုတ်ခဲ့ရကနေပြီး1300 ပြည့်အရေးတော်ပုံကြီးဖြစ်ပေါ်လာခဲ့တာပါအလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကို POC ကုမ္ပဏီဘက်ကလိုက်ရောမှုမရှိတာကြောင့်1938 ခုဇန်နဝါရီလမှာအလုပ်သမားတွေစတင်တပိတ်မှောက်ခဲ့ကြပါတယ်6ရေနံမြေကအလုပ်သမားတွေဟာရန်ကုန်အရောက်ခီးရှည်တပိတ်မှောက်ချီတက်ဖို့နိုဝင်ဘာလ30 ရက်နေ့မှာစတင်ချီတက်လာခဲ့ကြပါတယ်မကွေးမြို့မဲထီကျောင်းတိုက်မှာစခန်းချနေတဲ့ရေနံမြေသပိတ်တပ်ကြီးကိုဖြိုခွင်းဖို့အတွက်အင်္ဂလိပ်အစိုးရကသပိတ်ခေါင်းဆောင်သခင်ဖိုးလာကြီးအပါအဝင်အလုပ်သမားခေါင်းဆောင်အများအပြားကိုဒီဇင်ဘာ4 ရက်နေ့မှာဖမ်းဆီးလိုက်ပြီးပုံမှန်144ထုတ်ပြန်လိုက်ပါတယ်ဒီသပိတ်ကိုဝန်ရံအားဖြည့်ဖို့ပန်ဆိုရန်မှာရှိတဲ့ဒို့ဗမာအစည်းအရုံးရဲ့ဌာနချုပ်မှာကျောင်းသားခေါင်းဆောင်တွေနဲ့ဒို့ဗမာအစည်းအရုံးခေါင်းဆောင်တွေဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတပ်မဲ့ကဥက္ကဋ္ဌကိုပါဟိန်းနဲ့အတွင်းရေးမှူးကိုပါဆွေတို့ဟာအဲဒီတပိတ်ကိုဝင်းရံဖို့မကွေးမြို့မဲဒီကျောင်းတိုက်ကိုရောက်လာကြပါတယ်။ပထမမဲဒီကျောင်းတိုက်ကတော့မူလနေရာဒီနေရာဟုတ်တယ်ဒုတိယဆရာတော်လည်းပြောဦးစဉ်ကိုပြန်ပြောပြတယ်ဂျပန်လေးဘုံကျဲသွားလို့မို့ဒီဟာဘုံနဲ့ပါသွားတဲ့အတွက်ကြောင့်ပထမနှစ်ထပ်ကျောင်းတော်နေပြီးတော့အခုဘုန်းကြီးနေတဲ့ရှိအောင်ဆိုပြီးတစ်ထပ်ကျောင်းတော်ကတက္ကရာကမတွေစောင့်နေတာအဲဒီတပိတ်တက်ကြီးမှာကိုပါဟိန်းလှုံ့ဆော်ခဲ့တဲ့မြင်းခွာတစ်ချက်ပေါက်ရင်ဘီဟုံတောက်ရမယ်ဆိုတဲ့စကားတန်ဟာကိုလိုနီနယ်ကျစန်တီအတွက်အရေးပါလှတဲ့တက်လှမ်းနှိုးစော်တန်ကြီးဖြစ်သွားခဲ့ပါတော့တယ်အဲ့တော့သတိရှိလောက်ကြီးလေမြင့်ခွာတဲ့ချက်ပေါ့ရေအမဘီမိဟုံတောက်ရမယ်တော်ကောင်းနေလှုပ်ဆောင်လို့တရားကြောက်နေတဲ့စိတ်ဓာတ်ကိုမကြောက်လို့ပြအားစီတယ်မကြောက်လာတဲ့အခါမှာဒီတော်လိုင်းရေးတဲ့ပါလောင်စီယုံပြီးတော့မှရေရဲဆန့်ကြီးကိုလိုနီဆန့်ကြီးအတွက်တော်လှန်ဖို့မကွေးမှာကိုပါဟိန်းကိုဖမ်းလိုက်တော့ရန်ကုန်ကကျောင်းသားတွေကအတွင်းဝင်ရုံကိုဝိုင်းပြီးဆန္ဒပြခဲ့ကြပါတယ်အဲဒီဆန္ဒပြပွဲမှာဘိုးအောင်ကျော်ကြာဆုံးခဲ့ရပါတယ်
ကိုပါဟင်းဟာထောင်ထဲမှာပဲကျောင်းသားအရေးတော်ပုံစာအုပ်ကိုရေးသားခဲ့ပါတယ်ဒီစာအုပ်ကိုရန်ကုန်မြို့စကော်ဈေးအခုအခေါ်ဘိုးကျုံဈေးမှာဖွင့်ခဲ့တဲ့ငကနီစာအုပ်တိုက်ကထုတ်ဝေခဲ့တာပါငကနီစာအုပ်တိုက်ကိုသခင်ပန်းထွန်းသခင်နုကိုထွန်းရီတို့တီထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ငကနီစာအုပ်တိုက်နဲ့ငကနီစာအုပ်အသင်းဟာအသိပညာအရစီယုံလှုံ့ဆော်မှုပေးခဲ့တဲ့နေရာအဖြစ်ပါဝင်ခဲ့ပါတယ်မတ်စ်ဝါရာပြန်ပွားရေးအတွက်ရိုးစီချပေးခဲ့တဲ့နေရာလည်းဖြစ်ပါတယ်မန္တလေးမြို့မှာလည်း1939ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကအင်္ဂလိပ်အစိုးရကိုဆန့်ကျင်တဲ့လူထုဆန္ဒပြပွဲကြီးကျင်းပခဲ့ပါတယ်အင်ဒိုယာဖျားရှိကစပြီးထွက်ခွာခဲ့ကြပါတယ်မန္တလေးလူထုနှစ်သိန်းကျော်တက်ရောက်ပါဝင်တဲ့တပိတ်စစ်ကြောင်းကြီးချီတက်လာတာပါအဲဒီလူထုရဲ့ဆန္ဒပြပွဲကြီးကိုအင်္ဂလိပ်ရာဇဝတ်ဝင်များကြီးမှုတဲ့ပလိတ်ဖွဲ့ကတနတ်နဲ့ပြစ်ခတ်နှိမ်နင်းခဲ့တာကြောင့်ယဟန်သာမဏေကျောင်းသားလူထုအာဇာနည်19ဦးကြာဆုံးခဲ့ရပါတယ်